ပြည်သူကိုအာဏာနဲ့လက်နက်ပြပြီးတော့ဒီနေ့ဒီချိန်ဒီနေရာကိုလာဒီစကားကိုပြောဒီစကားကိုမပြောရင်မင်းတို့ကိုထောင်ချပြစ်မယ်ဆိုပြီးတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ကိစ္စတွေမှာအတင်းအဓမ္မအမှုပညာသမားတွေကိုခေါ်ယူပြီးတော့အနိုင်ကျင့်နေတာတွေကဒီမိုကရေစီနိုင်ငံတော်အသစ်စီကိုတွားဖို့အတွက်ရွေးကောက်ပွဲမှာမဲပေးကြပါလို့ပြောခိုင်းနေတဲ့စကားနဲ့ညီညွတ်ရဲ့လားအဲ့ဒီစကားကစစ်တပ်ကပြောတဲ့တရားမျှတမှုဆိုတာကိုရမှာလားဒါကတော့ကြည့်လိုက်တာနဲ့ကိုသိတာပါတယ်ဒါကအတင်းအဓမ္မဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်ဘူကြမှုပါပဲတို့ရရွေးကောက်ပွဲသည်ထွက်ပေါက်မဟုတ်ဘူးထောင်ချ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်။လာတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။တိုင်းသားပြည်သူအနာဂတ်အေဂျင့်ဖို့အတူရောင်ရွှေကောက်ပွဲကိုစန့်ကျင်စို့တချို့တွေကတော့အာဏာရှင်ကိုစန့်ကျင်ပြီးတော့တန်တန်နေနောက်ကိုရောက်သွားကြပြီတချို့တွေကတော့တကိုးစားလွတ်မြောက်ဖို့တကိုးစားအဆင်ပြေဖို့မအားလာနဲ့အတူတူပူပေါင်းလိုက်ကြပြီ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်နေပြောတာမနေလို့ဘူးလားမြန်မြန်ပြောပါဟာတိုင်းရင်းသားပြည်သူအနာဂတ်အေးချမ်းဖို့အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်စို့ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်စောင့်ကြည့်တဏီကုံထိုင်ပြီးတော့ဒဇင်းစိမ့်သာစောင့်ကြည့်လိုက်တိုင်းရင်းသားပြည်သူတွေကိုမလေးစားတဲ့တန်ဖိုးမထားတဲ့စေရနာမရှိတဲ့စစ်တပ်ကပေးမဲ့ဒီမိုကရေစီဆိုတာယနေ့ဗဒ္ဒကဘာကြီးမှာမပေါ်သေးပါဘူး2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်ဒီတစ်ခါရထားကြီးထွက်ရင်မိအောင်လိုက်ခဲ့အောင်နော်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ဒါကြောင့်အတူရောင်ရွေးကောက်ပွဲကိုထောက်ခံပြီးစကမကိုတရားဝင်လူသက်ခွင့်ပေးမလို့လားစစ်ဖက်နဲ့ရဲ့အောင်မှာခင်ဗျားတို့ရှိနေသည်၍လွတ်လပ်ခွင့်နဲ့ကိုကြမာကိုဖန်တီးခွင့်ဆိုတာဘယ်တော့မှရမှာမဟုတ်ပြည်သူအားလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးအတူရောင်ရွေးကောက်ပွဲကိုအားလုံးစန့်ကျင်ကြကန့်ကွက်ကြ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစန့်ကျင်ကြကန့်ကွက်ကြရွေးကောက်ပွဲမှာသည်ပုံမကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်သူလမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေး